ညနေချမ်းသွားတော့လေမောကရုတ်တရက်ရပါလေချမ်းကြော်တွေခုရယ်ဟောခုဆိုသူမဟုတ်တဲ့တိုင်ပဲနေရပူပြီးတော့လေခရမ်းကြော်တွေကတော့မြင်တဲ့အတိုင်းပဲခူးလို့ရနေပါပြီရှင်ခြံထဲရောတော့ဝါလိုက်မို့ခရမ်းကြော်တီခူးလိုက်အောင်မယ်နော်အသီးကကြော်ပြီးတော့အရန်ချိုပါတယ်စားလို့အရန်ကောင်းတာပဲလာလာဆာချမ်းကြော်တွေမင်းနဲ့လက်ဆက်တဲ့ organic အသီးတွေရပါပြီရှင်ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်